အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်က Internet Download Manager မှာ Manager ကိုသုံးပြီးတော့ကျွန်တော်တို့အရင်တော့ YouTube က video တွေ download ဆွဲကြတယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော်တို့ဒီ version မထွက်ခင်ရှေ့ version မှာကျွန်တော် YouTube ကိုကျွန်တော် download ဆွဲတော့မယ်ဆိုရင် download ဆွဲတော့မယ်ဆိုရင်ပေါ့သူကကျွန်တော်တို့ download button တွေမှာပေါ်တာနောက်တစ်ခုကကျွန်တော်ပြောမယ်ဆို YouTube ဖွင့်လိုက်တာနဲ့ကျွန်တော်တို့စာပြောမယ်ဆိုရင်စာပေါ်တာပေါ့နော်လေးတောင်ပုံစံနဲ့စာလေးပေါ်လာတာအဲ့လိုမျိုးကျွန်တော်တို့အဲ့ဒီ error တွေကျွန်တော်ဖြစ်တယ်ပေါ့ဒါဆိုကျွန်တော်တို့အဲ့လိုမျိုးအဲ့ဒီ error ကျွန်တော်တို့ဘယ်လိုမျိုးဖြေရှင်းမလဲပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ဒီ video မှာပြောပြပေးထားမှာဖြစ်ပါတယ်เนาะ Okay စကြကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်ရဲ့ဒီ Telegram channel မှာဒီ file လေး Internet Download Manager file လေးကျွန်တော်တင်ပေးထားတယ်ကျွန်တော်ရဲ့ Telegram channel ကိုလည်း join ပေးပါအောင်เนาะဒီ Telegram channel မှာကျွန်တော်ဒီ file လေးတင်ပေးထားတယ်ဒီကောင်လေးကျွန်တော်ဒီ file လေးပဲလိုတာပါအဓိကကတော့သူက new version update လုပ်မှာဆိုတော့เนาะ Okay ဒါဆိုရင်စပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်အရင်ဆုံးဒီ Internet Download Manager ကျွန်တော်တို့ exit เนาะဒီလိုဆိုရင်ဒီ PM ညာလိုက်မယ်ပြီး Internet Download Manager ကို right click ထောက်ပြီးတော့မှ exit နဲ့ထွက်မယ် Okay ဒီလိုလုပ်ပြီးသွားပြီဆိုနောက်တစ်ဆင့်ကကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ Windows Security เนาะ Windows Security ကိုဖွင့်မယ်ကျွန်တော်တို့ဒီကောင်ကျွန်တော် repack version ဖြစ်တယ်ဟိုဒီမှာဒီက official lane ဝယ်ပြီးသုံးတာမဟုတ်တဲ့အတွက်ဒီပြမယ်ဆိုရင်ဒီ virus ကိုတော့ကျွန်တော်တို့ပိတ်ပေးရမှာเนาะ real time protection ပိတ်ပေးမယ်ပြီးတော့မှကိုမှဒီ Windows Defender သုံးတော့မဟုတ်ဘူးတခြား software တခြား antivirus software တွေသုံးတယ်ဆိုရင်လည်းအဲ့ဒီ antivirus software တွေကိုအရင်ဆုံးပိတ်ပေးမယ်เนาะပိတ်ပြီးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီမှာရှိတဲ့ file လေးကျွန်တော်တို့ right click နဲ့ extract လုပ်ပေးမယ် extract to okay ဒီစင်တီပြီးသွားပြီဆိုကျွန်တော်တို့စပြီးတော့မှသူ့ကို install စတင်တော့မယ်เนาะကျွန်တော်တို့ဒီ Internet Download Manager ကိုကျွန်တော်တို့စကြရ uninstall တင်ထားလိုက်ရတယ်ဒါမှမဟုတ် uninstall မတင်မနဲ့လည်းရတယ်ဒီကကျွန်တော်တို့စပြီးလုပ်မှာဆိုရင်ဒီ file နဲ့ဝင်မယ်ပြီးတော့မှဒီမှာ file ရှိပေါ့နော် setup file နဲ့ patch နဲ့ပေါ့အရင်ဆုံးကျွန်တော်တို့ဒီ setup file လေးကိုအရင်ဆုံး run ပေးမယ် okay ဒါဆိုကျွန်တော်တို့ဒီမှာ next ပြီး upset next ပြီးရတယ်ဒီကောင်လေး next ပဲ okay နောက်တစ် next ကိုထပ်နေမယ် okay ခဏစောင့်မယ်ဒါဆိုရင်ကျွန်တော်တို့သူ့ရဲ့ IDM နော် Internet Download Manager install တင်တာပြီး finish ပေါ့နော် okay နောက်တစ်ဆင့်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီတစ်ဆင့် install တင်တဲ့ဆင့်ပြီးတော့ကျွန်တော်တို့မဖွင့်သေးနဲ့ချက်ချင်း Internet Download Manager ကျွန်တော်တို့ချက်ချင်းတက်မဖွင့်သေးဘူးဒီကောင်ကျွန်တော်တို့ပြန်ပြီးတော့မှ exit နဲ့ပြန်ထွက်ပေးမယ်ပြီးတော့ကျွန်တော်တို့ patch ပေါ့နော်ဒီ patch မှာကျွန်တော်တို့ဒီ IDM crack ပေါ့အဲ့ဒီဟာကိုကျွန်တော်တို့သူ့ကိုကျွန်တော်ဒီကောင်ကို copy ကိုအောင်မယ်နော် right click copy ကိုဝင်မယ်ပြီးတော့ကျွန်တော်တို့ local disk ထဲကိုတော့ပြီးတော့မှ program file ဒီ86ကိုတော့မယ်ပြီးတော့ရင်sorry program 86ဟုတ်ဘူးဒီ program file ကိုတော့မယ်ပေါ့နော်သူရဲ့ install တင်ထားတဲ့ file or location ကိုတော့မယ် Internet Download Manager ဒီမှာကျွန်တော်တို့ paste ချပေးမယ် okay continuous ပေါ့နော် okay ပြီးတော့ဒီကျွန်တော်တို့ပြီးသွားပြီဆိုရင်ဒီမှာဒီ craft file လေးကျွန်တော်တို့ right click ပြီးရင် run as administrator နဲ့ဖွင့်ပေးမယ်ရတယ် more info run anyway okay ဒီလိုမျိုးကျွန်တော်တို့ပေါ်လာပြီဆိုရင်ကျွန်တော်တို့မှာဒီမှာဒီ new version ပေါ်လို့ရတယ်ဒီကောင်ကျွန်တော်တို့ no နဲ့ပဲထားလိုက်မယ်ပြီးရင်ကျွန်တော်တို့ IDM ကိုကျွန်တော် crack လုပ်မှာဖြစ်တဲ့အတွက် IDM ပဲရွေးမယ်ပြီးတော့ကျွန်တော်ဒီကောင်ကိုအရင်ဆုံးဘာလုပ်မလဲဆိုတော့ဒီ on ဆိုတဲ့နေရာမှာကျွန်တော်ဒီ IDM update check ကိုကျွန်တော် off လုပ်ပေးမယ်ပြီးရင် IDM okay ဒါဆိုခဏစောင့်မယ်ပေါ့နော် okay ဒါဆိုတော့ကျွန်တော်တို့ Internet Download Manager ဒါ crack ပြီးသွားပြီပြီးရင်ကျွန်တော်တို့ exit နဲ့ပြန်ထွက် okay ပြီးတော့ကျွန်တော်တို့ Internet Download Manager ကိုပြန်ဖွင့်ကြည့်မယ်sorry okay Internet Download Manager ကိုပြန်ဖွင့်မယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာစပြီးတော့မှဒီ registration ဖြစ်စစ်ကြည့်မယ်ဒါဆိုကျွန်တော်တို့ဒီမှာ lifetime license နဲ့ကျွန်တော်သုံးလို့ရပြီပေါ့နော် okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီကောင်ကအခုဆိုရင်ကျွန်တော် YouTube မှာလည်း download ဆွဲလို့အတွက်အဆင်ပြေပြီပြီးရင်ကျွန်တော် Google Chrome သွားကြည့်မယ် YouTube တွေကိုဝင်ကြည့်မယ်ပေါ့ဟုတ်ပြီဒီကကျွန်တော်တို့မှတ်ထားမှာ internet လည်းဖွင့်ပေးထားမယ်နော် okay video တွေပေါ့ဒီကောင်လေးတောင်းမယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့ download ဆွဲဖို့အတွက် internet ADM ပါလေးပေါ်လာပြီပေါ့နော်ဒီတိတဲ့ video ဒီ ADM ကိုတောင်းပြီးတော့မှ download ဆွဲလို့ရပြီ okay ဒါဆိုရင်ဒီနေ့ဒီကျွန်တော်တို့ဒီအဆင့်နဲ့ကျွန်တော်တို့တခြားလေးနားလည်မယ်ထင်ပါတယ်နော်
Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ internet download manager မှာကနေပြီးတော့မှကျွန်တော်ကြိတ်တဲ့ဒီမှာဆိုရင် YouTube က video ကို download ဆွဲလို့ရပြီတခြားလိုအပ်တဲ့ file တွေလည်းကျွန်တော်တို့ internet download manager သုံးပြီးတော့မှ download ဆွဲလို့ရပါပြီเนาะ Okay ဒါဆိုရင်ကျွန်တော်ဒီနေ့ video တော့ဒီလောက်ပါပဲတခြားသိချင်တဲ့အကြောင်းအရာတွေရှိရင်လည်းချက် comment မှာဆက်ပြီးတော့မေးမြန်းပြီးတော့ရပါတယ် Okay ဒါဆိုရင်တော့ကျေးဇူးတင်ပါတယ်